ခုကျွန်တော်တို့နောက်စီစဉ်လေးတစ်ခုကတော့ဆက်လက်ပြီးတော့ဖြောပြမယ့်စီစဉ်ရတော့အင်မတန်မှနာမည်ကျော်ကြားလူကြိုက်များခဲ့ကြတဲ့တခိတချင်းခါကျွန်တော်တို့ပုံရွှေကြီးလို့အမည်ရတဲ့တချင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ရှင်1980ခုနှစ်ဇလန်ဒါရိုက်တာဦးဝင်းဦး1949-50 TTC ကျောင်းသားဖြစ်ပါတယ်ဒေါ်စန္နာလင်း TTC ကျောင်းသူတို့ပါဝင်ထားပါတယ်ဂီတာမှုနဲ့တီးရတော့ဂီတာလို့လည်းမောင်ကူကူဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီစီစဉ်မှာစန္နာလင်းနဲ့အတူအေဂျန်ကိုကူတို့ကတက်ဖက်ပြီးတော့ဖြောပြနေစမှာဖြစ်ပါတယ်ဆိုနေရတဲ့မုန်းထွေမဲ့ရှောက်ပြုံးနေလေရေဆွရှဲနောက်နေ့တစ်ခါတည်းရလဲစောင်းလို့တာလေတပည့်သမီးနေကမလို့သမီးကလာလာလိုက်ဦးမပါကြီးဟေးသမီးနေကတူတယ်လို့ပဲမဲ့ဆိုလုံးပေးပါပေါ့ကွာဟေးဦးကလည်းသမီးတို့ဒီနေ့ကအများကြီးနားပေးဦးမယ်ရှိခိုင်မာလာနေစီကျန်လာနာပင်ကြီးညနေမှတွင်ထုံဝေစီတင်းနဲ့ငါမွေလွင်သည်ဝင်းဖက်မှန်ထွေးကြည်သည်ခင်တဲ့နဲ့ပန်းဝင်မရှိမွန်ရွှေကြီးမနေ့ကတော့လူချက်ကြီးရငါ့ကိုမင်းသမီးကြံပြစ်တတ်ဘူးရဲ့ဘာဖြစ်လို့မပြစ်တာမလဲပြစ်တယ်လို့ဘက်ကန်တောင်းလို့ဒီခိုင်မာလာနေစီကျန်းလာတဲ့ကြီးညရင်မှတွင်ထုံဝေစီတင်းနဲ့ငါမွေလွင်သည်ဝင်းဖက်မှန်ထွေးခြင်းသည်ကျင်းတဲ့နဲ့ပန်းဝင်မရှိမုံရှိဒါကျွန်တော်တို့နှစ်ပေါင်း40ကျော်လောက်ကမင်းသမီးပါခင်ဗျာခုနတွေ့မြင်ရတာကတော့ငယ်ဘဝပေါ့
ဂီတလူလင်မောင်ကိုကိုဆရာကြီးရဲ့ရင်းနှစ်သေးချာသမီးလာရတနာနှုတ်ဖြစ်ပါတယ်အရန်ကိုအလွမ်းပြေပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဒီမင်းသမီးကျော်လေးဝတ်ဆင်ထားတဲ့မင်းသမီးဝတ်စုံလေးကိုအဖြစ်ကျွန်တော်တို့ Marvelous Wedding Planners and Favorite Fashion နေပြီးတော့မှကုညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ် Marvelous ပျော်စရာကြီးပါရှင်ကျောင်းသူတွေရဲ့ဟုတ်ကဲ့ပါထက်မြက်မှုနောက်ပြီးတော့တက်ကြွမှုတွေကတော့တကယ်ကို TTC ကျောင်းတော်ကြီးရဲ့ဂုဏ်ကိုထိန်းထားတဲ့ပုံရိပ်တွေပါပဲကျမတို့လည်းအရန်ကိုပြောရပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုခန္ဓာဖြစ်မြောက်ဖို့အတွက်အထူးကူညီပံ့ပိုးပေးကြသူများကိုလည်းဂုဏ်ယူစွာဖြင့်ကြီးညာပေးချင်ပါသေးတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီပွဲကြီးဖြစ်မြောက်ဖို့အတွက်ကိုကျွန်တော်ဒီမှာကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီကကိုထက်အောင်ပေါ့နော်ကိုထက်အောင်ကကျောင်းသားဟောင်းထဲမှာဥဆောင်ပြီးတော့တက်ကြွစွာနဲ့ဒီပွဲကြီးမဖြစ်ဖြစ်အောင်ဆိုပြီးတော့စီစဉ်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့ဒါကြောင့်ကိုထက်အောင်လည်းကျွန်တော်တို့အင်မတန်မှလေးစားစွာနဲ့ချီးကျူးပါတယ်ကျောင်းအတွက်ကို feeling အပြည့်နဲ့ emotion အပြည့်နဲ့ပါဝင်တာဖြစ်ပါတယ်ရှင်အဲ့တော့ sponsor မှာလည်းကျွန်တော်တို့ platinum sponsor အဖြစ်ဆောင်ရွက်ပေးတာကတော့ပင်လုံ hospital ဖြစ်ပါတယ်နောက်တူကတော့မြန်မာ Kaido Company Limited ဖြစ်ပါတယ်Platinum sponsor နောက်တစ်ခုကတော့ Famous Parami Group of Companies ဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းများ hotel နဲ့စားသောက်ကုန်လုပ်ငန်းများ Famous Hotel များအနေနဲ့ပဲခူးနေပြည်တော်ပကံညောင်ပြင်းဦးလွင် Essential Hotel စားသောက်ဆိုင်များဖြစ်ပါတယ်။အမြန်လန်း39ပဲခူး200တမိုင်နာပါတာနဲ့284မိထီလာတို့ကဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ကျွန်တော်တို့ gold sponsor အဖြစ်ဆောင်ရွက်ပေးတာကတော့ Device Services Company Limited ဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ Android Watcham ပျောက်ဆေးဖြစ်ပါတယ်နောက်တစ်ခါ MCC Iron ဖြစ်ပါတယ်နောက်တစ်ခုကတော့ Tiger Supply Company Limited ဖြစ်ပါတယ်ဒါကတော့စက်ယန္တရားတွေမိစက်နဲ့ကျွန်တော်ဆောက်လုပ်ရေးလုပ်ငန်းသုံး concrete မြန်မြန်6စီတဲ့ chemical ပစ္စည်းတွေကျွေပြားကတ်တဲ့ဘေးလမ်းမြေတို့ကို wholesale အနေနဲ့ကျွန်တော်တို့ဖြန့်ချီပါတယ်ခင်ဗျာခုကျွန်တော်တို့နောက်စီစဉ်လေးတစ်ခုကတော့ဆက်လက်ပြီးတော့ဖြောပြမယ့်စီစဉ်ရတော့အင်မတန်မှနာမည်ကျော်ကြားလူကြိုက်များခဲ့ကြတဲ့တခိတချင်းခါကျွန်တော်တို့ပုံရွှေကြီးလို့အမည်ရတဲ့တချင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ရှင်1980ခုနှစ်ဇလန်ဒါရိုက်တာဦးဝင်းဦး1949-50 TTC ကျောင်းသားဖြစ်ပါတယ်ဒေါ်စန္နာလင်း TTC ကျောင်းသူတို့ပါဝင်ထားပါတယ်ဂီတာမှုနဲ့တီးရတော့ဂီတာလို့လည်းမောင်ကူကူဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီစီစဉ်မှာစန္နာလင်းနဲ့အတူအေဂျန်ကိုကိုတို့ကတက်ဖက်ပြီးတော့ဖြောပြနေစမှာဖြစ်ပါတယ်ခုကျွန်တော်တို့နောက်စီစဉ်လေးတစ်ခုကတော့ဆက်လက်ပြီးတော့ဖြောပြမယ့်စီစဉ်ရတော့အင်မတန်မှနာမည်ကျော်ကြားလူကြိုက်များခဲ့ကြတဲ့တခိတချင်းခါကျွန်တော်တို့ပုံရွှေကြီးလို့အမည်ရတဲ့တချင်းလေးဖြစ်ပါတယ်ဟုတ်ကဲ့ရှင်1980ခုနှစ်ဇလန်ဒါရိုက်တာဦးဝင်းဦး1949-50 TTC ကျောင်းသားဖြစ်ပါတယ်ဒေါ်စန္နာလင်း TTC ကျောင်းသူတို့ပါဝင်ထားပါတယ်ဂီတာမှုနဲ့တီးရတော့ဂီတာလို့လည်းမောင်ကူကူဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီစီစဉ်မှာစန္နာလင်းနဲ့အတူအေဂျန်ကိုကိုတို့ကတက်ဖက်ပြီးတော့ဖြောပြနေစမှာဖြစ်ပါတယ်梦水美，小兵妹妹也说学，让你看这眼泪。
သမီးကလာလာလိုက်ဦးမပါကြီး ဟေး သမီးနေတိုင်းဒီကလောက်ပဲမဲ့ဆို လောက်ပေးပါပေါ့ကွာဟေးဦးကလည်းလေတမိတော့ဒီနေ့ကအများကြီးနားပေးဦးမယ် ရှိခိုင်မာလာနေစီကျန်းလာနာပင်ကြီးညနေမှတွင်ထုံဝေစီတင်းရင်ငါမွေလွင်သည်ဝင်းဖက်မှန်ထွေးခြင်းသည်ခင်တဲ့နံပါတ်မိမရှိမွန်ရှိမနေ့ကတော့လူချက်ကြီးရငါ့ကိုမင်းသမီးကြံပြစ်တတ်ဘူးတဲ့ဘာဖြစ်လို့မပြစ်တာမှပြစ်တယ်လို့ဘက်ကန်တောင်းလို့ဒီခိုင်မာလာနေစီကျန်းလာတဲ့ကြီးညရင်မှတွင်ထုံဝေစီတင်းနဲ့ငါမွေလွင်သည်ဝင်းဖက်မှန်ထွေးခြင်းသည်ခင်တဲ့နံပါတ်မိမရှိမွန်ရှိဒါကျွန်တော်တို့နှစ်ပေါင်း40ကျော်လောက်ကမင်းသမီးပါခင်ဗျာခုနတွေ့မြင်ရတာကတော့ငယ်ဘဝပေါ့